ဟုတ်ကဲ့ဗျာဒီနေ့ဘိုးတို့ကြောက်လာကြတဲ့ကျွန်တော်ရဲ့ရုပ်ရှင်ဂီတနယ်ပယ်မှာလိပညာချစ်မြတ်လို့တော့ကျွန်တော်ရဲ့မိတ်ဆွေပေါင်းတင်များဖိကြတော့အဲ့ဒါမှအားလုံးမင်္ဂလာပါလို့ပထမဦးဆုံးနှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်တို့ဒီကားလေးဟာဒီကုဆိုရင်တော့တစ်နှစ်ခွဲကာလသို့ရောက်ရှိခဲ့ပြဖြစ်ပြီးတော့ကျွန်တော်တို့မပြောလင်မဲနဲ့ဒီစင်လေးဖြစ်အောင်ကျွန်တော်တို့ဒိုင်တာမူဘော့လည်းကျွန်တော်ရဲ့တူတော်လို့ကျွန်တော်ရဲ့ဂီတရောင်းရင်ဖြစ်တဲ့အတွက်ဒိုင်တာရဲ့ပွဲဦးထွက်အဖြစ်ကျွန်တော်တို့စင်တင်နေတဲ့စိတ်နဲ့ကျွန်တော်တို့နှစ်ယောက်တိုင်ပင်ပြီးတော့လိုအပ်တဲ့ကိစ္စဝါကိုကျွန်တော်တို့လုပ်ငန်းကိစ္စတွေအောင်မြင်ဖို့ကျွန်တော်ရဲ့ချစ်တဲ့ငယ်ချင်းဖြစ်တဲ့ကျွန်တော်တို့ Professor ဖလင်ယာကျွန်တော်တို့ရဲ့ producer ကြီးကိုကျက်ရဲ့အကူအညီရပြီးတော့ကျွန်တော်တို့ဒီကားကြီးကိုအောင်မြင်အောင်ကျွန်တော်တို့ခန်းခန်းနာနာတကူးတကမေမြို့မှာပဲကျွန်တော်တို့တလန်နီးပါးခန့်ရိုက်ကူးခဲ့တာဖြစ်ပါတယ်ဗျာအဲ့လိုလေအခုဆိုရင်တော့ကျွန်တော်တို့ယုံတင်ရဲ့လေနီးလာပြီကိုကျွန်တော်တို့အားလုံးကျွမ်းနာကားတဲ့အတိုင်းပဲသိရှိထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့မကြခင်မှာယုံတင်တော့မှဖြစ်တဲ့အတွက်ကြောက်လာကြတဲ့ဖိကြတော့ဧည့်သည်တော်များလည်းတစ်စင်စကားတစ်စင်ပိုင်းနဲ့ယနေ့ပွဲကိုကြည့်ရှုအားပေးပြီးတော့ social media မှာတစ်စင်ကျွန်တော်ဝင်းရပေးဖို့လေးစီစားစားတိုက်တွန်းလို့ဆိုရင်လည်းကျွန်တော်ရဲ့စီစဉ်ကိုနေကွန်ချိုးရပါတယ်ခင်ဗျာအခုလိုကွန်ပျူတာစကားပြောပေးသွားတဲ့တဘာပတိ YouTube ပဲကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့တော့ကိုမိုးပါအဲ့တော့သူလည်းဒီကားရဲ့စစောက်ဆုံးကတော့ဝဲဝါလည်းသူပြောခဲ့တဲ့စကားရှိပါတယ်သူဘာဖြစ်တယ်နေမိသွားတယ်ဟိုဆက်ဒီဆက်လောက်တာတော့ဟုတ်ပါတယ်ဒါပေမဲ့ဟိုမြောက်ဒီမြောက်တော့မဖြစ်ချင်ပါဘူးတဲ့အဲ့တော့ပထမဆုံးအနေနဲ့ကိုမိုးရဲ့ခန်းစားချက်လေးနဲ့ဒီကားလေးပုံဖော်ဖြစ်ခဲ့တာလေးမှတ်တရကြားချင်ပါတယ်ကျေးဇူးအရန်တင်ပါတယ်ဟုတ်ကဲ့အဲ့ဆိုရပါပြီကိုမဟုတ်လေအခုပြောမှာခုမှပြောမှာနော်ဘာလို့ကျေးဇူးတင်တာလဲဆိုတော့အခုလိုမျိုးကျွန်တော်လူစုံတက်စုံလာရောက်ပြီးဝန်းရံကြတဲ့တကယ်ကျေးဇူးအထူးတင်ရှိပါတဲ့ဂီတရုပ်ရှင်ရရောကျွန်တော်ဘော်ရာဘော်ချွန်များအားလုံး thank you ကျေးဇူးထူးရှိရတော့အားလုံးအပေါ်ပါရုံကအဖြစ်ပဲနောက်တစ်ခုကဒီဇလန်ကကျွန်တော်ဆရာမောင်မျိုးဝင်းရင်သွင်းပြည့် organic ဆက်ဖြစ်ပါတယ်ဘယ်ကောက်မှခိုးချထားတာမဟုတ်ပါဘူးအခုပိုစတာကိုကြည့်ပြီးတော့ယူရီးယားကောက်ခိုးတာလားတို့ဘာတို့အဲ့လိုမျိုးတွေပြောနေကြရရှိတယ်ဗျအင်္ဂိစ္စအဲ့ကိစ္စကလည်းမငင်းတော့ဘူးလေအခုကြည့်ရတော့မှာပဲလေနော်โอเคအဲ့တော့နောက်တစ်ခုကကျွန်တော်အဲ့ဒီဇလန်ကိုခံမှန်းနိုင်ရင်စုငွေပေးမယ်ဆိုတာဘယ်သူမှမမှန်လိုက်ဘူး၄နိုင်ရပြန်ပြီအောင်လေးမိလိုက်ပြီတသိန်းမစုံတော့ဘူးတသိန်းမစုံတော့ဘူးပေါ့နော်အဲ့တော့ဒီကားကြီးကိုကြည့်ပြီးသွားတဲ့အခါမှာကျွန်တော်ချစ်ရင်ဒီကားကဘာဝင်တဲ့လူပညာရှင်များအားလုံးကိုချစ်ရင် social media ပေါ်မှာမျှဝေပေးပါတခုရှိတာဘာဖြစ်တာမျှဝေရိုက်ပြီးတော့တင်တာအဲ့လိုမဟုတ်လေsupport မဖြစ်အောင်တင်ပေးဖို့အတွက်ပြောတာလေးလေကျွန်တော်ကြိုတင်ပြီးတော့ပြတာရက်ခံနေပါတယ်ခင်ဗျာကျေးဇူးထူးတင်ရှိပါတယ်ကျေးဇူးပါအဲ့တော့ကျွန်တော်ဒီကားမှာပါဝင်ထားတဲ့ချင်းဟာတဲ့ဂျိုကာဘယ်လို character မျိုးနဲ့တည်ယူဆောင်ထားလဲဆိုတာနဲ့ဒီ အမှတ်တရလေးတွေကြားချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒါရီးပါလေရှင်းပြအဲ့ဒါတော့ character အတိုင်းပဲထွက်လာတာပေါ့ကျွန်တော် Ghost Rider အဖွဲ့ဝင်ပေါ့နော်ဒီထဲမှာတရေမောင်းတဲ့ဖွဲ့တွေကကြောက်လားမကြောက်လားဆိုတာတော့စောင့်ထားတာပဲရှိုးလိုက်တော့ဒီကားလေးကတော့အဓိကတော့ကိုမိုးကိုကျွန်တော်တွေဝိုင်းပြီးတော့ကျွန်တော်ချစ်ရတဲ့ကျွန်တော်ဒီအနုပညာမောင်နှမတွေဂီတရောဒီရုပ်ရှင်ရောအကုန်လုံးကဝိုင်းပြီးတော့ကိုမိုးကို featuring လိုက်ပေးတာပါကိုမိုး featuring လိုက်ပေးပြရင်လည်းအကုန်လုံးတက်တိုက်ဝန်းဝန်းနဲ့ကျွန်တော်တွေစူးစမ်းခဲ့ကြတယ်မေမျိုးမှာတော်တော်အေးတဲ့အချိန်เนาะအဲ့တော့ကျွန်တော် January 16လောက်ကနေစရတာထင်တယ်အဲ့တော့ဒီမှာလေးရိုက်လိုက်ရတာဒါပေါ့ဟိုတေးကလည်းဖြစ်တဲ့လျောက်အာတာလေးလည်းပါမယ်ရေစရာမောစရာလေးလည်းပါပါအစုံလင်ပါပဲရတာကောင်းကောင်းနဲ့ဒီလိုကားလေးတွေကိုအများကြီးလည်းထွက်သိကြမှာကိုမိုးလည်းဒီကားကနေစပြီးနောက်ထပ်ကားတွေအများကြီးရိုက်နေပါသေးလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကဲဒီကားကြီးအောင်မြင်မှုအတွက်ကျွန်တော်တို့လက်ကုပ်တီးလိုက်ရအောင်နော်ပိတ်သက်တွေကိုလည်းဝန်းရံပါလို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးပါခင်ဗျာအဲ့တော့ကဲနောက်ဟိုလေမကြောဘူးလေမကြောလို့မရဘူးကြောမရဘူးဆက်နိုင်ဖြစ်ပါတယ်ဒီကားမှာရောကျွန်တော်တို့ဘယ်လို character မျိုးပဲဖြစ်မလဲနောက်ပြီးတော့ဘယ်လိုမျိုးလေးရောအမှတ်တရလေးကြိုင်ခဲ့ဦးမလဲအမှတ်တရတော့အများကြီးပါဘာလို့လဲဆိုတော့ကိုမိုးကဒီလောက်အေးနေတဲ့အချိန်မှာကျွန်တော်ဆွတ်ကျင်တဲ့ပကြီးဆွဲခိုင်းတာလေအဲ့တော့ဘောင်းမီတိုလေးဝင်ပြီးတော့ဒီကြတဲ့ဘောင်းမီတိုနဲ့ဆွတ်ကျင်နဲ့ပန်ငါလေးလည်းဖွင့်ထားပေးသေးတယ်ပြရက်တောင်လေးပါခတ်သွားသေးတယ်အဲ့ဒီဇက်ဝင်ခိုင်းလေးမြင်ရင်တော့ဒါပြိသက်တွေတော်အားနဲ့ရည်ရမယ့်အခန်းလေးပါကျွန်တော်တို့ trailer မှာတွေ့ရတဲ့အခန်းလေးလားမသိဘူးစိတ်နဲ့ပတ်လိုက်တယ်ဟုတ်တယ်အဲ့ဒါတော့လည်းကျွန်တော်ဆဲရောပါတယ်တရားအောင်စားကဲဒီကားကိုကျွန်တော်တို့မောင်နှမတွေအားလုံးအများကြီးစူးစမ်းထားပါတယ်ပြိသက်ကြီးအားပေးပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့အလေကတင်းတင်းချောင်းမဟုတ်ပါဘူးကျွန်တော်တို့ကိုချက်ပါနော်ကိုချက်ရဲ့ fashion တွေဒီကမှလည်းအများကြီးတွေ့ရမယ်စပင်ပုံစံတွေအစတကယ်အားထုတ်ထားတာမို့လို့ကိုချက်ရဲ့အမတ်တရစကားလေးကြားချင်ပါတယ် အဓိကတော့ဒါမိုးမိုးရဲ့ဒါသူရဲ့ပွဲဥတဲ့ character အနေနဲ့အလုပ်ရန်လှူရှားမှုကိုကျွန်တော်အနီးကဆုံးပံ့ပိုးပေးလိုက်တာပေါ့လေအဲ့တော့သူကိုသူလည်းဒါ confident အပြည့်ရှိလာမယ်အဲ့တော့သူရှင်းဆက်မဲ့အနုပညာလုပ်ငန်းအသစ်တစ်ခုခေါင်းစဉ်တစ်ခုအတွက်လည်းသူအားရရှိဖို့ကျွန်တော်ဝင်ရပြီးတာပါဒီကားလေးကလည်းအဲ့တော့အားလုံးလွတ်ထွေးထွေးလေးဖြစ်သွားအောင်သူရဲ့ပထမဆုံးခြေလှမ်းတာဥမျိုးဆက်လေးဆိုလည်းဒီနေ့မစိဘူးကျွန်တော်တို့လည်းနားမှာရှိလိုက်တဲ့အတွက်ကြောင့်သူ့အတွက်လည်းtension တစ်ခုရှိမနေဘူးပေါ့လေအဲ့လိုမျိုးလေးလည်းခံစားပြီးတော့အလုပ်လေးဖြစ်သွားဖို့လည်းဥတည်ပြီးတော့အလုပ်ပေးရပါအဲ့တော့ဒီကားလေးကပြောစရာကောင်းပါလေကျွန်တော်ညီကိုမောင်နှမရေတကယ်နော်တကယ်ကိုအေးဆက်နေတဲ့အချိန်မှာကျွန်တော်ရာသီဥတုအန်တူရတယ်ဆိုတာအဲ့ဒါတော့တကယ်နော်ကျွန်တော်တို့ကအရန်ပူလဲအလုပ်လုပ်လို့မကောင်းဘူးနော်ဆိုင်လေးတိုင်းဆိုအရန်ပူလဲအလုပ်လုပ်လို့မကောင်းဘူးအဲ့တော့အရန်အေးတယ်အလုပ်လုပ်လို့မကောင်းကျွန်တော်တို့ကအဲ့လိုတဟဇာတာဖြစ်နေတယ်ဂျားလေးပဲကောင်းတယ် ဂျားချထားတာ ဂျားချတာအဲ့တော့ပြောစရာကောင်းတဲ့ကားလေးအခုရုံတင်တော့မယ်ဆိုတော့လေအဲ့ဒီအချိန်လေးတွေကိုပြန်ပြီးသတိရတယ်ပေါ့လေအဲ့တော့ပေးသက်တွေတွေလည်းအဲ့လိုမျိုးပြောစရာကောင်းတဲ့ခံစားမှုလေးပြီးနိုင်တဲ့ကားမျိုးလေးဖြစ်တဲ့အတွက်ကြောင့်လည်းအားပေးလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးအောင်မြင်ပါစေခင်ဗျာ ကျေးဇူးတင်ပါတယ်လောကီလောကုတ္တရာတစ်ခုလုံးလုပ်ပြီးတဲ့မှတ်တင်ကိုလည်းကျေးဇူးတင်ပါတယ်နော်အဲ့တော့ကျွန်တော်တို့မေဖို့မြတ်ဖြစ်ပါတယ်ခင်ဗျာဒီဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ character နဲ့အတူအမှတ်တရစကားလေးကြားချင်ပါတယ် ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီကလေးက ဘိုးကလေးနည်းနည်း short ပြောလာ ကျွန်တော်လည်းတုံးနည်းနည်းချီသွားတယ် အဲ့ဒါကြော်နေတယ် ဆိုတော့ဒီကလေးကရမ်းပြဖို့ကောင်းပါတယ်ပါဝင်တဲ့တရုပ်ဆောင်တွေအားလုံးလည်းရမ်းဖြောနေတဲ့သူတွေဆိုတော့မမရလည်းဖြစ်တယ်ပြီးတော့ရန်တီလူကလည်းကျွန်တော်ဒါအေးတယ်အဲ့ဒီအချိန်မှာရိုက်ကူးရဲ့အချိန်တွင်းမှာပြီးတော့ရိုက်ကူးပြင်ပအချိန်တွင်းမှာကျွန်တော်တို့ပြုတ်ဖို့တအားကောင်းခဲ့တဲ့ရုပ်ရှင်ကားလေးဖြစ်ပါတယ်အဲ့တော့ပြည်သက်တွေအားလုံးပဲဒီနေ့လာရောက်တဲ့မိတ်ဆွေတွေအားလုံးပဲကြည့်ရှုပေးကြပါဦးလို့ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဒီဇာတ်ကားမှာအတူတကွသရုပ်ဆောင်ထားတဲ့မေလေးချန်နယ်မေလေးအကယ်ဒမီမေမြင့်မို့ရဲ့အမှတ်တရစကားလေးတွေလည်းကြားချင်ပါသေးတယ် ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဒီနေ့ဒါလာရောက်ပေးတဲ့ချစ်ရတဲ့သူတွေဒါလူပညာဝန်ထမ်းတွေရောနောက်တခြားဒီပရိသတ်တွေပေါ့နော်အဲ့ဒါအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်မလေးကဒီရုပ်ရှင်ကားမှာစုံပွင့်ဖြူဆိုတဲ့ character လေးကနေပြီးပေါင်းပြီးတယောက်ဆောင်ထားပါတယ်ဒီကားမှာတော့အကုန်လုံးခုနကကိုကျန်းတို့ကိုဖုန်းတို့အားလုံးပြောသလိုပေါ့နော်လူပညာဝန်ထမ်းတွေတကယ်ကိုရင်းနှီးနှီးလေးနဲ့ပြပြရွှင်ရွှင်လေးနဲ့ဒါပုံဖော်ထားတယ်ဒါဟာတာလေးလည်းဖြစ်တယ်ပြီးတော့ကြောက်ဖို့လည်းကောင်းတဲ့ဟိုနော်မင်းကောင်းမစီရနေကြ အားလုံးပြောလိုက်မလားအားလုံးပြောပြလိုက်မလား စစ်တပ်ကောင်ကစလိုက် အဲ့လိုကားလေးဆိုတော့ကျေးဇူးတင်ပါတယ် ဟုတ်ပါတယ်အဲ့လိုစကားကိုအစီအမော်တဲ့အောင်ပြောပေးပါအရင်ကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပါဝေလာကြီးပြောမှာပြောဆက်သွားရည်လားပြောချင်သေးလားဟုတ်ကဲ့ပါအဲ့တော့ချစ်ရတယ်ကျွန်တော်တို့ညီမဝေလာကြီးရဲ့အမှတ်တရစကားလေးကြားချင်ပါတယ် โอเคပရိသတ်များအားလုံးပဲမင်္ဂလာပါဝေလာကြီးပါဝေလာတော့ဒီတဆိဟိုတယ်ထဲမှာပေါ့နော်အစားပုတ်တဲ့ပူဘလော့ဂါဇူလိုင်မိုးဆိုတဲ့ညီမလေးနေရာတည်ဆောင်ထားပါတယ်အမကြီးကြီးဆောင်တော့မဆူပေါ့နော်အမလက်ကတော့မမေလေးပါညီမတော့အငယ်ဆုံးအနေနဲ့တည်ဆောင်ထားပါတယ်ပြီးတော့ဒီကိုင်းမှာလည်းတော်တော်လေးကိုကထားပါတယ်လို့နော်ချမ်းချမ်းစီစီထဲမှာတရေကလေးတော်တော်လေးလည်းကထားပါတယ်အားလုံးလည်းအားပေးကြပါအောင်လို့ဒီနေ့တော့အားပေးရဲ့လာကြွရောက်ပေးရဲ့မိတ်ဆွေတငယ်ချင်းတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီစကားမှာ character နာမည်ရအရင်စမ်းပါတယ်နော်ဒိုကောင်းဆိုလို့ရှိရင်လည်းဒိုကောင်းမှုပါအောင်အဲ့လိုမျိုးပဲအခုဒီမှာကျွန်တော်ချင်းရတဲ့ sweet နော်နာမည်လှလှလေးနဲ့ဆက်ဆက်လေးနဲ့နော် အားလုံးပဲမင်္ဂလာပါရှင် ငါပြောခိုင်းမယ် ဟုတ်မသိပါတော့မှာဟောပြောတယ် ဆွေရပြောပေးပါခင်ဗျာပေးပြောနေငါလုတ်တော့ပေးဦးလေအင်္ဂလိပ်စိတ်ကို short ထားမယ်တကယ်ချင်းအစဆုံးဘိုးလိုပဲပြောမယ်နော်အင်္ဂလိပ်လူမျိုးဆိုဘိုးလိုပဲပြောမယ် အင်္ဂလိပ်ထဲမှာအရက်ပူဆုံးသူတယောက်နဲ့ နေအမျိုးပြတ်တယ်ဆိုရင်လည်းဟိုအားတိကိုပြည်ဝင်ပိတ်ထားတာ ပြောထားနော် တကယ်ချင်းအဲ့အဖတ်တရားစကားလေးဗာလေးရှိမလဲကြားချင်ပါတယ် ပထမဆုံးအနေနဲ့ပေါ့နော်ဒီမှာ presenter စွမ်းထောင်ဆိုတာနဲ့ဖျားစာရွတ်လာတာ အများကြီးရှုပ်ပေးတာအနေနဲ့ကလည်းခဏခဏမိတ်ပြတ်တာလည်းများနေပြီဆိုတော့ အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကြောက်ရောက်လာတဲ့တူတယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်ဆွေရတော့ဒီကားထဲမှာ Victoria Linden ဆိုတရေမလ
လေးအဖြစ်ပေါ့နော်အားလုံးကိုကြောက်အောင်တော့လုပ်ထားတယ်ပေါ့ဒါပေမဲ့ကိုကြည့်တဲ့အချိန်မှာတော့ကလေးတရေလူလူ ဟုတ်နေရဒီလို အဲ့လိုတော့ဖြစ်နေ တရေနမူနာနိုင်ငံခြားကိုမြန်မာနိုင်ငံကတရေဆိုပြီးတော့စံပယ်ပို့ရင်ညွန့်ပို့မှာ ကျွန်တော်ရေမွေးလေးတွေရှိရလေရေမွေးဆံပယ်လေးတွေရှိရလေအဲ့လိုသဘောပါ ကိုမိုးစိတ်တိုင်းကြပါတော့ဒါ director စိတ်တိုင်းကြအများကြီးတော့စူးစမ်းပြီးတော့တရုပ်ဆောင်ထားပါတယ်လိုအပ်ချက်တွေရှိရင်လည်းခွင့်လွှတ်ပေးပါလို့တော်တော်ရည်ချင်းနေလို့ခဏလေးပေးလိုက်တော့ တကယ်ရုပ်အစ်စ်နဲ့လာမှာလေတရေရုပ်နဲ့လာမှာ ကိုမိုးကဘာလို့ဒီဆွေကိုဒီ character ရွေးလဲဆိုတော့အဲ့တရေနဲ့အပြင်မှာလည်းတူနေလို့နေမှာ ဆွေတော်လေး producer တကယ်တော့ကျွန်တော်သူ့ကိုတရေနေရာတရုပ်ဆောင်ခိုင်းတာတကယ်ထွက်လာမင်းသားလေးဖြစ်သွားတယ် အဲ့တော့မင်းစားနေရတရုပ်ဆောင်တာတွေဆွေတော့လက်ကောဩဘာများနဲ့လဲစီးရင်ပေးနေပါတယ်ခင်ဗျာနော်အဲ့တော့ခိုင်စုမင်္ဂလာပါဒီစကားနဲ့အတူအမှတ်တရလေးပါလေးရှိမလဲကြားပြရစီ ဟုတ်ခိုင်ဆိုတော့ဒီကားထဲမှာပေါ့နော်ဒါဦးငှက်ရဲ့အမျိုးသမီးပေါ့နော်ဟိုဂျင်မီငှက်ရဲ့အမျိုးသမီးနေကြီးကိုပတ်နေရ တာလိုက်တာ နာမည်ပေးကျွမ်းကျင်မှုပေါ့နော်နေကြီးကိုပတ်အရန်နိုင်တယ်ပေါ့နော်ဂျင်မီတော့အရန်နိုင်တဲ့နေကြီးကိုပတ်နေရနေပြီးတော့တရုပ်ဆောင်လာပါတယ်နောက်ပြီးတော့ခိုင်ဆိုတော့ကိုပေါ့နော်ရုံကြည်ကြည်နဲ့ဒီနေရာလေးကိုပေးတဲ့ဦးကြီး Travis Production Double Way Production ကျေးဇူးအများကြီးတင်ပါတယ်ရှင်အများကြီးဟုတ်ကိုကြီးကိုလည်းပို့ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့ ဗိုက်တာမိမအောင် မမြတ်ပီတီမို့တော့အများကြီးကိုကျေးဇူးရှင်ပါတယ်ဘာလို့လဲဆိုတော့ ပြီးပြောနော် ဘာလဲဆိုတော့ခိုင်ဆိုအရန်အေးတယ်ပေါ့ညာဘက်အရန်အေးတယ်နိုင်စင်းနေရလို့ရှင်မိုးရင်းကနေချက်ကျွေးတယ်ကြာတဲ့ချက်တွေချက်ကျွေးတယ် အချုပ်မနိုင်လေးနဲ့အချုပ်မနိုင်လေးနဲ့ ပူပူလောလောလေးစားတော့ပူပူလောလောလေးရိုက်ကြဆိုတော့လေပေါ့အေးချမ်းလေးရိုက်ကြဆိုတော့ရန်လောက်ကောင်းပါလေရှင် အားစိတ်ဆိုင်နဲ့ယူရတာကိုချိုကားပါတယ်ဒီမှာ driver ပြောပါတယ် ဆက်လာလို့ရှင်လည်းအများကြီးအပိကြပါဘူးကျေးဇူးများ တင်ပါတယ်နော်အော်ကိုရုပ်ရှင်ထွက်လာရင်ပြောရမလား ရုပ်ရှင်ထွက်လာလို့ရှင်အများကြီးရုပ်ရှင်ဇူလိုင်လ3ရက်နေ့မှာစပြတော့မှာဆိုတော့ရုပ်ရှင်ကလေးထွက်လာလို့ရှင်လည်းအများကြီးအပိကြပါအောင်လို့ ကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့တော့ချစ်ခင်ရပါတယ်ကျွန်တော်တို့တစိဟောတဲ့အဖွဲ့သားများအားလုံးအတွက်ဂုဏ်ပြုလက်ခုပ်တံများတောင်းဖြောက်ဖြတ်ကြားပါရစေခင်ဗျာပတ်တန်းနဲ့ဓာတ်ပုံလေးရိုက်ကူးချင်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်မလို့ဒီလေးစုလေးပါ